ပညာတွေကိုသူများကိုမြောက်ပြရဒါမှလည်းကိုစီကိုဒါစိတ်ဝင်စားတဲ့လူတွေပြောမဆိုရင်ကိုလိုပဲတူရတွေဒါစုလိုက်တာပဲလေချို့တွေကြတော့ဒါ CN အတွက်ပြောပြနေတဲ့ဒါပြောမဆိုလို့ရှိရင်ဒီ quality ဘိုင်းတို့ဘာတို့ပေါ့နော်စုံပေါ့နော်ဒီ video quality ဘိုင်းတို့ဒါပေးရလိုအပ်ချက်တွေအကောက်ရလိုအပ်ချက်တွေဒါ video တင်နေတွေvideo ဖန်တီးမှုပိုင်းတွေအများကြီးပေါ့နော်ဒါတင်ပေးနေကြတာဒီလိုပဲပေါ့နော်အကုန်လုံးကသူကတူရစုသွားတာပဲဒီပြောမဆိုရင်ဒီနည်းပညာပိုင်းကိုစိတ်ဝင်စားတယ်လို့ကဒီနည်းပညာပိုင်း CN အတွက်လုံးနေတဲ့လူကကြတော့ဒီ CN အကြောင်းပြောတဲ့လူတွေ content monetization ပြောတဲ့လူတွေအဲ့နေရာစုသွားတာပဲဒီလိုပဲကျွန်တော်တို့အနေနဲ့သူများကိုကနေပြန်လာမလို့ချင်ဘူးကိုပဲလုံးမယ်ဆိုလို့ရှိရင်ကိုကနေပြီးတော့သူများကိုပေးတတ်ဖို့လိုတယ်ကိုကနေပြီးတော့ကြတော့သူတို့တွေ့တာအကျိုးရှိတဲ့အရာတခုကိုပေးတတ်ဖို့လိုတာပါနော်ဒါမှမဟုတ်ဘူးကိုကနေပြီးတော့ personal အနေနဲ့သုံးမယ်အနေတိုင်းကိုလောက်တဲ့အရာလေးတွေကိုပြောမစဲကိုရတဲ့ဓာတ်ပုံလေးတွေကို ANF ဖိုင်လာတဲ့ပုံလေးတွေတင်မယ်ဆိုလည်းတင်ရတယ်ဒါကအပြန်လာနေနဲ့သွားတာပေါ့နော်ကိုကဘာမှမပေးဘူးကိုမှရှိတဲ့အရာလေးပဲကိုလောက်သွားတာဒါအပြန်လာနေနဲ့သွားတာသူတို့တွေ့လဲဒါခင်မမှုနဲ့ပေးတယ်ကိုကလည်းသူတို့ခင်မမှုနဲ့ပေးတယ်ဒါကတော့ဒါလဲခုနောက်ပိုင်းမှာတွေးနေကြတဲ့ပုံစံပေါ့နော်ဒါအကောက်တွေကရင်ထဲလည်းတူတူပါပဲဒီလိုပဲသွားနေကြတာပဲလေခုကကြတော့ဒီ personal ကောက်ကိုဒါအပေးပုံစံပြောင်းပြီးတော့ကြတော့ကျွန်တော်အနေနဲ့ဒီ profile ကောက်ကိုပေါ့နော်ပေးပုံစံပြောင်းပြီးတော့ကြတော့ဒါဟိုဖြစ်သွားတာဆိုတော့ပေးပုံစံပြောင်းပြီးတော့လုပ်နေကြရတယ်ဆိုတော့ဒါဘာမှခွဲခြားမှုမရှိဘူးဒါပေမဲ့ကိုကနေပြီးတော့အဲ့ဒီနေရာကနေခွဲထွက်မှန်ကိုကနေပြီးတော့ကြတော့ပြောမဆိုရင်စီးပွားရေးဆန်ပေါ့နော်ပြောမဆိုလို့ရှိရင်ကိုကနေပြီးတော့သူများကိုတစ်ခုပေးမယ်ကိုတစ်ခုရောင်းမယ်ဆိုလို့ရှိရင်တော့ဒါကိုသွားမယ်လမ်းကြောင်းကတော့ရွေးထားဖို့လိုတယ်မရွေးထားဘူးဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဘယ်လိုမှသွားလို့မရဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီပုံမှန်တိုင်းခဏစောစောကကျွန်တော်အရင်ဗီဒီယိုစမှာကျွန်တော်ပြောပြီးပြီဒီကိုပြောမဆိုရင်ကိုရဲ့ profile ကောက် personal အနေနဲ့ကိုလုပ်တဲ့အရာလေးတွေနေတိုင်းတပ်ပုတ်တင်နေပါသမင်းစားတာတင်နေစုံပေါ့နော်ဒါကိုကောက်မှာကိုအရင်တော့တင်နေတဲ့ပုံစံလိုပေါ့နော်တင်နေအဲ့ဒါတွေကရေရှည်မှာကြာရင်အပြန်လာလောက်တဲ့လူတွေပဲကောက်ပါတယ်ဒီကိုအနေနဲ့ဒါစီးပွားရေးတစ်ခုအနေနဲ့ဒါကိုတည်တည်ကြလုံးမဲ့လူတွေလူတယောက်အနေနဲ့ contact ဖန်တီးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့အကြောင်းအရာတစ်ခုလိုတဲ့ကိုကနေပြီးတော့ကြတော့ဒီစားတော့ပိုင်းနဲ့ကိုကတင်ပါလားဒါမှမဟုတ်ရင်ကျွန်တော်တို့အနေနဲ့ဒါဘာအကြောင်းအရာတွေတင်ပါလဲပေါ့နော်ကိုကောက်မှာသူများတွေအတွက်မျှဝေပေးမယ်အသိပညာတစ်ခုစာပေပိုင်းလားနောက်မဟုတ်ရင်လည်းခုတင်နေကြတာပဲဒါ content monetization ဒါအကြောင်းအရာတွေတင်ပါလားအဲ့လိုမျိုးပေါ့နော်ကိုကျွမ်းကျင်အောင်ကိုအောင်စဉ်းစားပြီးတော့ကြတော့ကိုသွားမဲ့လမ်းကြောင်းကိုရွေးချယ်မဲ့လမ်းကြောင်းပေါ့နော်ခုဆိုလို့ရှိရင်ကျွန်တော်ဆိုလို့ရှိရင်ဒါ content monetization နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေဒါအကောင့်မှာဒါပြောမဆိုလို့ရှိရင်လိုအပ်ချက်လေးတွေပေါ့နော်ဒါပြောပြတယ်ခုလောလောဆယ်ပေါ့နော်ဒါပြောပြတယ်နောက်ပိုင်းရောက်ရင်ကျွန်တော်အနေနဲ့လည်းဒါဘယ်လိုပုံစံဖြစ်လာမလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုဖန်တီးမှုပိုင်းတွေအဲ့လိုမျိုးပေါ့နော်ကျွန်တော်အနေနဲ့ကြုံရင်အားသလိုတွေးရင်တွေးသလိုကျွန်တော်အနေနဲ့လိုအပ်ချက်လေးတွေဒါပြောပြပေးတော့မှာပေါ့နော်ဒီဗီဒီယိုကတော့ဒီလောက်ပါပဲဒါရှည်သွားမှာဖြစ်တဲ့ကြောင့်မလို့နောက်ဗီဒီယိုတွေမှာကျွန်တော်အနေနဲ့ဒါများပြောနိုင်အောင်လို့ကြိုးစားအောင်ပါပေါ့နော်ကျွန်တော်တို့တွေကကိုလုံနေတဲ့ຢာပေါ့နော်ကိုပြောမှဆိုလို့ရှိရင်ကိုစီးတဲ့မြေကိုထီလာမလားဆိုတာတော့သိဖို့လိုတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ခု CN တွေ့ပေါ့နော် content monetization တွေ့ကျွန်တော်တို့အနေနဲ့ဒါအကုန်လုံးကလုံနေကြတယ်ခုနောက်ပိုင်းဆိုရင်ကျွန်တော်ခုနောက်ပိုင်းဒါ follow လုပ်ထားတဲ့လူတွေဒါအပြန်လာလုပ်ထားတဲ့လူတွေအကုန်လုံးနေပါကဒါ CN တွေ့ content monetization တွေ့လုံနေတဲ့လူတွေတော်များများပေါ့နော်ဒါ online ဈေးရောက်တာတော့ဘာလို့လဲရှိသေးတာပေါ့နော်ပြင်စီးပွားရေးတွေလုပ်နေတဲ့လူတွေရှိသေးတယ်ဒါပေမဲ့အများဆုံးကတော့ဒီ content monetization အတွက်လုပ်နေတဲ့လူတွေကများတယ်ဒီတော့ကျွန်တော်တို့အနေနဲ့ content monetization လုပ်ပြီးဆိုရင်ကျွန်တော်တို့အနေနဲ့ content တစ်ခုကတော့ဒါကျွန်တော်တို့ဖန်တီးရအောင်ပေါ့နော်ဒါကျွန်တော်တို့အနေနဲ့ဒီ personal account ဆိုပေမဲ့ကျွန်တော်တို့အနေနဲ့ဘယ်လိုပြောမလဲဆိုရင်တော့ဆိုလို့ရှိရင်ကျွန်တော်တို့ page တွေဖွင့်ပြီးတော့ကြာတော့လုပ်ကြတယ်ဒီ personal account တွေကမရဘူးခုနောက်ပိုင်းကျတော့ကိုယ့်ရဲ့ personal ကောက်ကိုလည်းဒါပြောမဆိုလို့ရင်ပေးပုံစံပြောင်းပြီးတော့ကျတော့လုပ်လို့ရတယ်အဲ့ဒီအတွက်ကြောင့်မို့လို့သူ့အနေနဲ့ဒီခွင့်ရည်တွေအများကြီးရလာတယ်အဲ့ဒီရလာတဲ့နောက်ပိုင်းမှာလည်းဒါပြောမဆိုလို့စီကံချက်တွေလည်းပုံများလာတာပေါ့နော်စီကံချက်တွေလည်းပုံများလာတယ်အဲ့ဒီအတွက်စီကံချက်တွေပုံများလာတဲ့နဲ့မြကျွန်တော်တို့အနေနဲ့လည်း view ဆက်ရမယ်ကျွန်တော်တို့အကောက်ကိုဒါပြောမဆိုလို့ရှိရင်အကောက်တစ်ခုမှဆိုလို့ရှိရင်လိုအပ်ချက်တွေဒါ Gmail တို့ password တို့ဒါ two step ခန္ဓာတို့ဒါတွေကိုတော့မဖြစ်မနေသိထားဖို့လိုတယ်ဒါမှကျွန်တော်တို့နေတစ်ခုဖြစ်လို့ရှိရင်ဒါသူများကိုဒါပြောမယ် service ဆရာတို့ဘာတို့အပ်တာတို့ဘာတို့လောက်ပဲဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ပြောအဲ့လိုအပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့အနေနဲ့ဒါ password တွေဒါ Gmail တွေဒါပေးရတော့မယ်ချို့တွေကြတော့လဲဒါ scan record နဲ့ဒါပြပေးတဲ့လူတွေရှိတာပေါ့နော်ဒါဆရာတွေကတော့အများကြီးရှိတယ်
ဒါကိုတို့ကြတော့ဒါခုမှစပြီးတော့じゃလေးလာတဲ့လူတွေကြတော့ဒါနုဗီတာပေါ့နော်ခုမှခြေခံနေပြီးတော့စလေးလာတယ်ဆိုတော့စဉ်းစားကြည့်ပေါ့နော်ကိုကနေပြီးတော့じゃပုံညာကနေပြီးတော့じゃတော့0ကနေပြီးတော့နော်じゃပုံမြင့်ဖို့ဆိုတာ level မြင့်ဖို့ဆိုတာတော်တော်လေးဒါအခြေခံမရှိတဲ့လူတွေတော်တော်လေးကြိုးစားတယ်တရက်ဘာလုပ်ရမှာပြီးမှာမဟုတ်အဲ့ဒီလူမျိုးတွေဖြစ်လာတယ်ကြာရင်လေကိုဘာတင်လို့တင်ရမှာမသိဘူးလို့အဲ့ဒီလူမျိုးတွေဖြစ်လာတယ်ဒီတော့ကျွန်တော်တို့အနေနဲ့ဒီကိုကနေပြီးတော့ဒီ CN Corporate Monetization နဲ့လုပ်ပြီးဆိုလို့ရှိရင်ကိုကပုံမှန်တိုင်း personal account နဲ့သုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒါကိုအပြန်လာလောက်တာတို့ဒါ comment တွေရေးတာပြန်လာရေးတယ်ဒါအသေးလေးပြန်လာပေးတယ်အဲ့လိုမျိုးလေးပေါ့နော်သွားနေကြတာဒါကတော့ personal account ပုံစံသုံးနေတဲ့ပုံစံပေါ့နော်နေတိုင်းတက်ပုံတွေတင်းတယ်ဒါဒီလိုလဲသွားလို့ရတယ်ဒါအပြန်လာလုပ်ရင်တကယ်လို့ကိုကနေပြီးတော့အပြန်လာလည်းမလုပ်ချင်ဘူးကိုကနေပြီးတော့ကြတော့ကိုတင်နေတာပဲတင်နေမယ်ဆိုလို့ရှိရင် view လဲရအောင်မို့လိုက်လဲရမှာမဟုတ်ဘာဖြစ်လို့လဲဆိုတော့ကိုကနေပြီးတော့ကြတော့သူများကိုပြောမှဆိုလို့ရှိရင်သူများကိုတခုခုမပေးနိုင်လေလို့ဈေးရောက်ပြီဆိုလို့ရှိရင်ဒါပစ္စည်းတခုခုတော့ကိုတို့လက်ထက်မှာရှိရမယ်လေတကယ်လို့ကိုကနေပြီးတော့မရောင်းဘူးဒီပစ္စည်းကိုဒီတိုင်းပဲကျွန်တော်တို့နေနေဒီဘာမှမလုပ်ပဲနဲ့ကိုခန်းမှာပဲသိမ်းထားမယ်ကိုအိမ်မှာပဲသိမ်းထားမယ်ဆိုလို့ရှိရင်ဘယ်သူမှလာမှာမဟုတ်ဒါဆိုရင်ကျွန်တော်တို့ကကြီးညာပေးရမယ်ရောင်းပေးရမယ်ဒီလိုပဲပေါ့နော်ဒီ contact ဆိုတာလည်းတူတူပဲပေါ့နော်ဒါကိုရဲ့ပြောမစင်ကိုအုံအောင်တွေကထွက်လာတဲ့အတွေ့ခေါ်တွေကိုသူများအများကြီးပေးရမယ်ကို